လေးရှားနိုင်ငံကရေပေါ်ရွာလေးဖြစ်တဲ့ကမ်ပေါင်ဘဟာကြီးရွာဆိုတဲ့ရွာဟာရွာလုံးကျမီးလောင်ခဲ့လို့အင်ချီပေါင်း1000နီးပါးပျက်စီးဆုံးရှုံးခဲ့ရပြီးနိုင်ငံတော်အဆင့်ကယ်ဆယ်ရေးတွေလုပ်နေရပါတယ်2026ခုနှစ်ဧပြီလ19ရက်နေ့မှာအပြင်းထန်ဆုံးလောင်ကျွမ်းခဲ့ပြီးအင်ချီပေါင်း1000နီးပါးဟာမိထဲပါသွားပြီးလူပေါင်း9000ကျော်ဦးမဲ့အိမ်မက်ဖြစ်သွားခဲ့ရလို့တနိုင်ငံလုံးစိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်ရေပေါ်ရွာလေးဖြစ်တဲ့ကမ်ပေါင်ဘဟာဂျီယာမှာကနဦးအိမ်တချို့သာလောင်ကျွမ်းရာကနေတစ်သားအိမ်တွေလည်းဖြစ်အိမ်တွေပြစ်သိပ်စွာတီဆောက်ထားတာကြောင့်ကူးစက်မှုမြန်ခဲ့ပြီးတရွာလုံးနီးပါးလောင်ကျွမ်းသွားခဲ့တာဖြစ်ပါတယ်ရေပေါ်ရွာလေးဖြစ်တာကြောင့်လည်းမီးငိမ့်သက်ရခက်ခဲသွားပြီးမိကူးတာမြန်ဆန်တာကြောင့်အားလုံးနီးပါးပြာကျသွားခဲ့ကရေပေါ်မှာခေါင်မူးထားတဲ့သူပြားတွေသာကျန်နေခဲ့တယ်လို့သတင်းတွေကဆိုထားပါတယ်မလေးရှားဝန်ကြီးချုပ်ကတော့အစူပါမီးလောင်တဲ့နေရာတွေကိုကယ်ဆယ်ရေးတွေစီလွှတ်ထားပြီးတော့ပြန်လည်နေရာချပေးဖို့ဆုံးရှုံးရတဲ့သူတွေကိုကူညီထောက်ပံ့ပေးဖို့ပြင်ဆင်နေတယ်လို့ဆိုထားပါတယ်